မိန်းကလေးတွေအားလုံးပဲမင်္ဂလာပါကဲဒီခါမှာဆိုရင်မိန်းကလေးတွေအတွက်ကိုမင်းတို့ဖြိုးကနေပြီးတော့ဒီဇိုင်းသက်လေးမင်းတို့ထုတ်ထားပေးတာနော်မိန်းကလေးတွေအကြိုက်7ကာလာမိုးအားနာလေးမင်းတို့မထုတ်တာတော့ကြားပြီနော်ဒါလေးကိုမိန်းကလေးတွေအတွက်ခုမှထုတ်ထားပေးတာဖြစ်ပါတယ်လုံးဝ7ကာလာမိုးအားနာလေးကလေမိန်းကလေးတွေအတိပဲသူကလေလုံးဝကိုအဝိတ်ရှိပြီးတော့လေအေးလေးအေးတယ်ဆိုတော့တွဲအေးအသားလေးနော်ဆိုတော့ဒါလေးကိုဆိုလို့ရှိရင်မင်းတို့ကပုံစံလေးကိုသူကလေအရောင်လေးတွေကရင်းတဲ့ကာလာလိုက်ဘက်ကိုသွားတယ်ဒါပေမဲ့လည်းရင်းပေမဲ့လည်းအရောင်လေးတွေကလေရင်လေးနဲ့ရင်းတဲ့အရောင်လေးတွေဆိုတော့မိန်းကလေးတွေလုံးဝကြိုက်တွေမှာကျင်းနေပါတယ်တော့ပုံစံလေးကိုဆိုလို့ရှိရင်မင်းတို့က ready made design လေးသွားထားပြီးတော့လုံးဝအောက်မှာဆိုရင်သူကလေမိုးနာအေးလေးဆိုတော့အဝဲကားပုံလေးဖြစ်နေတယ်ဘေးမှာအခွဲတစ်ဖက်မင်းတို့ထည့်ထားပြီးတယ်တင်မုံလေးဖြစ်ပြီးတော့လုံးစုကိုမှဒီမှာဆိုရင်မင်းတို့ကလေဘင်းကိုဆိုရင်လေတောင်မိန်းကလေးတွေအကြိုက်ပတ်တန်ယူထားပြီးတော့ V shape လေးကိုမှဒီမှာဆိုရင်အုပ်ကျယ်ဒီအလှလေးသုံးလုံးထည့်ထားပြီးတယ်ဒီမှာဆိုမင်းတို့ဒေါင်းကလေးနဲ့သွားထားပြီးတာဆိုတော့မိန်းကလေးတွေလုံးဝ smart ကြပုံကြလေးဟိုလိုရအောင်မင်းတို့ try ထားပေးတာဖြစ်ပါတယ်ပြီးတော့ဒီအင်ကြီးလေးမှာဆိုလို့ရှိရင်လက်ကလေးကိုဆိုလို့ရှိရင်လည်းမင်းတို့ကလက်ခောက်လေးကိုမှဒီမှာတင်မောသားလက်လေးကိုဒီမှာဆိုရင်ပြန်ပြီးတော့ဇိုင်းလေးနဲ့ပြန်ပြီးဇိုင်းဆန်းလေးလုပ်ထားပေးတာဖြစ်ပါတယ်ဆိုတော့ဒါလေးကိုဆိုလို့ရှိရင်မင်းတို့အယောင်ကာလာပိုင်း6ရောင်လိုင်းအောင်ထုတ်ထားပေးတာဖြစ်တော့မိန်းကလေးတွေကဒါလေးကိုမင်းတို့လုံးဝအထူးဈေးတန်တန်လေးနဲ့မိန်းကလေးတွေရမှာဖြစ်တော့ဒါလေး launch လုပ်ပြီးဆိုတော့လည်းမြန်မြန်လေးလက်သက်ထားပြီးတော့ပြန်လက်ထုတ်လိုက်ပါတယ်လို့ဆိုတော့အားလုံးကိုကျေးဇူးများတင်ပါတယ်